ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့ကတော့မြင်းလက်တက်ပြင်မဲ့ရေစီးက channel ဆိုတဲ့ဇာတ်ကားပေါ့နော်ကိုနေတူရဲ့ဇာတ်ကားကိုတော့ကြည့်ရှုတာဖြစ်ပါတယ်ကျွန်တော်တို့မြန်နေပါတော့ဘေးနာကတော့ဒါဆိုပြည့်စင်ပေါ့ဒီဘက်ကတော့ဟင်းဝင်ရပေါ့နော်ကျွန်တော် line ကားရည်နဲ့စီးသွားတယ်ဒါပေမဲ့ line ကားနဲ့ပဲပြန်လာခဲ့တယ်ဘာကြောင့်လဲဆိုတော့တနားကြီးလောက်ရောက်သွားတာရုံးရှင်ကိုလက်မှတ်ကမရလို့ဓာတ်ပုံရိုက်ပြီးပြန်လာတာပေါ့နော်ပြန်လာပြီးတော့ကျွန်တော်တို့လက်မှတ်ဖြတ်လာပါတယ်6နိုင်ခွဲလက်မှတ်6နိုင်ခွဲချင်းရောက်ရှိလာပါပြီကျွန်တော်ထိုင်ကောင်မှာထိုင်ဆောင်နေတယ်ထိုင်ဆောင်နေတယ်တယောက်ကိုတယောက်ကြည့်ရပေါ့တစ်ခါကျရင်ကျွန်တော်လည်းကောင်မလေးရှိုးတဲ့ပုံလေးတွေပါတယ်ကြည့်ကြည့်ကြည့်မသူခိုးရိုက်တာကျွန်တော်ကောင်မလေးကိုကြည့်နေသူခိုးရိုက်တာစပီဆွဲနေတာဒါကျွန်တော်ထိုင်ကြရအောင်မရှိပါဘူးဗျာလူရဲပြည့်ကျင်နေတာဒါနဲ့ပဲရုပ်ရှင်ရုံလေးကိုကျွန်တော်ရောက်လာတယ်ဒါမင်္ဂလာရုပ်ရှင်ပါပေါ့နော်မင်္ဂလာရုပ်ရှင်ပါတောင်းမရကျွန်တော်တို့စပီဆွဲပေါ့နော်စပီတော့ကျွန်တော်ဇက်ဝင်ကန်ပေါ့နော်နောက်ဆုံးဇက်သိန်းငန်းလေးကျွန်တော်ရိုက်ပြပေးထားပါတယ်ဟုတ်တယ်နော်ချစ်တမီးရထွေးဆုံးငယ်ဆုံးဆိုးဆုံးနေမတ်မီလေးကိုချတော့ဘူးကိုရတယ်လားမီလေးချူရမယ်နော်မီနော်မီတို့ဘယ်နော်လို့မြင်နေတော့တမီလေးလေးသိန်းစကားအများကြီးမပြောနေပါနဲ့နော်လေးသိန်းမောမယ်လေးသိန်းနော်လေးသိန်းအဲ့လိုမျိုးမပြောရနဲ့လေးသိန်းတမီးချောင်းလို့ဒီဘာမှမဖြစ်ဘူးနော်ဒီအားရှိပါတယ်တမီးလေးသိန်းကျေးဇူးကြောင့်ဘာလို့ခုလိုနေနိုင်တာလဲလေးလေးရဲ့ဟုတ်ကဲ့ကိုနေတူရဲ့ဒီအသိန်းစိတ်ရုပ်ကတော့ရန်ကိုဟိုဖြစ်တယ်ပေါ့နော်ရန်ကိုပြပါတယ်ကျွန်တော်မိမဆိုဘေးနားမှာငိုရမျက်ရည်တီရှူးတစ်ထုပ်ကုန်တာပဲတယောက်တည်းငိုတာဘေးနားမှာတယောက်လုံးလည်းအားပေးကြပါတယ်ရုံပြည့်ပြီပေါ့နော်ကျွန်တော်ကတော့နည်းနည်းမျက်ရည်ဝတ်တက်တယ်ပေါ့ပြီးတော့ဗောနော်မင်းသမီးလေးတန်တာညီပေါ့တန်တာညီဒါဆိုလို့ရှင်လဲဒါသူ့ရဲ့အသိန်းရဲ့ဇက်ရုပ်ဗောနော်အသိန်းကသူလက်ခါးလေးကိုသူတို့လို့ရှင်အရင်ရောင်တက်တာလေရင်းရောင်တက်တော့ခါးလေးကိုသူဆုံးသွားတဲ့ခါမှာခါးလေးကိုထုတ်ပြီးတော့ထားကြည့်ပါအောင်ဆိုတော့ငိုနေရတယ်လေဝဲနေမကောင်းတော့ဒီနောက်တော့ထပ်ကောင်းသွားပါတော့ရောက်ပါအောင်လေးတမီးကတော့နေရောက်ကျွန်တော်ဒါနဲ့ပဲရုပ်ရှင်ပြီးသွားတော့ဗောနော်ကျွန်တော်ရုပ်ရှင်ရှေ့ရပြန်လာလိုက်တာည9:00နာရီကျော်ဗောနော်9:00နာရီကျော်ကျွန်တော်ဒီတီတာလန်တောက်လျှောက်ကျွန်တော်ဝင်ကြောင်လေးဝင်လာလိုက်ပေါ့ဟုတ်ကဲ့အဲ့ဒီနေပြီးကျွန်တော်ဆက်သွားရိုက်သွားတယ်လမ်းလျှောက်သွားတယ်ဗောနော်လျှောက်သွားပြီးတော့ကျွန်တော်တို့ကွေးတီကိုဆိုင်ကိုကျွန်တော်ဝင်စားလိုက်ပါတယ်ဆိုင်တီဗောနော်ဒါတော့မင်းသားပေါ့ကြိုက်ပြီနဲ့ကျွန်တော်လေးမြန်နေပေါ့မှာသူကတော့စားမယ်ပေါ့ညောင်စားမယ်ကောင်းမယ်ပေါ့ဒါတော့မင်းသားစားပြကြည့်ကြည့်ဒီလားအဲ့လိုစားလို့ရန်ကောင်းပါတယ်ဒီဆိုင်လေးကလည်းတော်ကောင်းပါတယ်တခြားလုပ်ပြပါဗျပြီးကျွန်တော်ကင်းဝယ်စားရတယ်ကလေးဘုတ်ကင်းဝယ်ရင်းနဲ့ကင်း9ချောင်းလောက်ဝယ်တယောက်တစ်ချောင်းယူစားတယ်တယောက်တော့စားတယ်စားပြီးတော့ကျွန်တော်ဘီနာကတော့ဒါဟိုကျွန်တော်ရဲ့ဘီနာအခင်မက်ကိုင်နေလူပေါ့နော်ကျွန်တော်ဒါစားတယ်ဟုတ်ကဲ့ဒါစားကြပါဦးဗျာနော်ကင်းရတာစားကောင်းတယ်တကယ်ကောင်းတယ်ဗျာကြောင်ကြောင်လေးရပါတော့ဒါကတော့ကြောင်ကြောင်လေးတော့ Discipline your thoughts. Stop thinking too much. Don't go into the past. Don't go into the future. Be in the present. Why? Because only then it's possible that the mind is free, capacity is free, and now you completely immerse into whatever you are doing. And this means you have arrived.